Part 1 Medusa Gorgon မျိုးနွယ်စုဝင်များထဲမှာအထင်ရှားဆုံးတတဝါ Medusa သည် Gorgon ဟုလူသိများသည့်မိစ္ဆာရုပ်ပုံသဏ္ဍာန်များထဲတွင်အကျော်ကြားဆုံးဖြစ်ပြီးများသောအားဖြင့်သူမကိုအတောင်ပံပါသောအမျိုးသမီးတတဝါတဦးအဖြစ်၎င်းစပင်များနေရာတွင်မွေများရှိနေသူအဖြစ်၎င်းဖော်ပြလေ့ရှိကြသည် Medusa သည် Gaia Echidna နှင့် Lydon တို့၏ညီမဖြစ်ပြီးပင်လယ်နတ်ဖျား Phorcys နှင့် Ceto တို့၏သမီးဖြစ်သည်။သူမ၏အမည်မှာရှေးဟောင်း Greek ဘာသာစကားအဆောင်ရှောက်ဟူသောစကားလုံးမှဆင်းသက်လာခြင်းဖြစ်သည်။ Medusa သည်မွေးဖွားစဉ်ကမိစ္ဆာတူမဟုတ်ခဲ့သောလေကန်ဆိုးမှုမောက်ကြမှုများကြောင့်သူမ၏မောင်နှမများထဲတွင်ယွန်းရှားပွဲအကောင်းဆုံးတတဝါဖြစ်သူအသွင်ပြောင်းခြင်းခံခဲ့ရသည်။ဘဝဇာတ်ကြောင်းနှင့်နတ်ဖျားများနတ်သမီးများနှင့်ပတ်သက်မှုများဤဗီဒီယိုတွင်အဖြစ်မမဲ့သော Medusa သည်ဘယ်သောအခြေအနေများကြောင့်လူသိများသည့်ဗီလိန်တူဖြစ်လာခဲ့ရသည်ကိုမြင်တွေ့ရမယ်ဖြစ်ပြီးသူမ၏ဘဝဇာတ်ကြောင်းနတ်ဖျားနတ်သမီးများနှင့်ပတ်သက်မှုများအပြင်သူမ၏တည်ဆုံးခြင်းအကြောင်းကိုပါအသေးစိတ်လေ့လာသွားမည်ဖြစ်သည်။ Medusa သည်ရှေးဟောင်း Greek အနုပညာတွင်အလွန်ထင်ရှားသောဇာတ်ကောင်တစ်ခုဖြစ်ပြီးသူမ၏မျက်နှာသွင်းပြီးကိုကြောက်မဲ့ဖွယ်ကောင်းသောမိစ္ဆာရုပ်အဖြစ်၎င်းတိမ်မွေ့သောအမျိုးသမီးရုပ်အဖြစ်၎င်းပုံစံအမျိုးမျိုးနဲ့တွေ့ရှိနိုင်သည်။ကာကွယ်ခြင်းဆိုင်ရာအထိတ်အမှတ် Medusa နဲ့ပတ်သက်၍အတွေ့အများဆုံးရှင်းလင်းချက်မှာသူမသည်ခေတ်သစ် Evil Eye နဲ့ဆင်တူသော Apotropaic Emblem ဘေးအန္တရာယ်ကာကွယ်သောအထိတ်အမှတ်ဖြစ်သည်။မကောင်းသောအရာတွေကိုတားဆီးရန်နဲ့ဖယ်ရှားရန်ရည်ရွယ်သည်ပိုမိုဆိုးရွားသောအန္တရာယ်များကိုဟန့်တားရန်အတွက်ဖန်တီးထားသည့်မကောင်းမှုကိုမကောင်းမှုနဲ့ပြန်လည်နှိမ်နင်းတဲ့သဘောဖြစ်သည်။သေဆုံးခြင်းနှင့်နောက်ဆက်တွဲဒဏ်ရာတွေများMedusa သည် Hero Perseus ၏လက်ချက်ဖြင့်ခေါင်းဖြတ်ခံခဲ့ရခြင်းကြောင့်လူသိအများဆုံးဖြစ်သည်။ Perseus သည် Hero Hermes နှင့်အသီနာနဖျားတို့၏အကူအညီနှင့်သူမကိုနှိမ်နင်းခဲ့ခြင်းဖြစ်သည်။ Hesiod ၏တီအောဂနီကဗျာတွင် Medusa ခေါင်းဖြတ်ခံပုံနှင့်သူမ၏လည်ပင်းမှထွက်ပေါ်လာသည့်သားသမီးများဖြစ်သည့်အတောင်ပံပါသောမြင်း Pegasus နှင့်လူဘလူးကြီး Chrysaor တို့အကြောင်းအစောဆုံးဖော်ပြထားသည်။ Homer ၏Iliad နှင့် Odyssey တို့မှာလည်း Gorgon ၏ခေါင်းအကြောင်းကိုဖော်ပြထားတာဤဒဏ်ရာသည်ခရစ်တော်ပေါ်မတင်ရှေ့ရာစုကလေးကရှိနေခဲ့ကြောင်းကိုသိရှိနိုင်တယ်။အနုပညာနှင့်အသွင်ဖြင့်Medusa ၏ရုပ်သွင်းသည့်အချိန်နှင့်အမျှပြောင်းလဲလာတော့လေသူမ၏ထူးခြားချက်မှာရှေ့တက်တဲ့သို့စိုက်ကြည့်နေခြင်းဖြစ်တယ်။ Greek အနုပညာတွင်ရုပ်ပုံတွေကိုရှေ့တက်တဲ့မှမြင်ရခဲတော့လေMedusaမှာတော့ဘယ်ပုံစံမှဆိုကြည့်ရှုသူကိုအလဲ့မဖေးပဲရှေ့တက်တဲ့မှစိုက်ကြည့်နေလေရှိတယ်။ Gorgonion ဟုခေါ်သောMedusa ၏မျက်နှာပုံကိုဗိသကာလက်ရာတွင်ဖယန်းခွက်ကြားများတွင်နတ်တပ်လုပ်ငန်းများတွင်အလှဆန်းရနှင့်အဆောင်ရှောက်အဖြစ်အသုံးပြုခဲ့ကြတယ်။ကျင်းစာMedusa ၏စပင်များကဘာကြောင့်ကြောက်မဲ့ဖွယ်မွေများဖြစ်သွားရသလဲ။ Medusaသည်မူလကအလွန်လှပသောအမျိုးသမီးတစ်ဦးဖြစ်တော်လေအသီနာနတ်သမီး၏ကျင်းစာတန်ခဲ့ခြင်းဖြစ်တယ်။သူမ၏ရှေလာနူပြောသောစကေစသည်လူအများ၏မနာယူစရာဖြစ်ရခဲ့တယ်။သူမ၏အလှပြမှာနတ်ဖျားတွေကိုပေါင်းဆွဲဆောင်နိုင်လောက်ကောင်းရှိတယ်။ကျွန်တော်ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုရင်တော့ like and follow လေးလုပ်ခဲ့ပေးပါဦး။နောက်နေ့တွေမှာပုံစံအသစ်ဗီဒီယိုတစ်တွေနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲ good luck guys